American Dollar ဟာတန်ဖိုးအမြင့်ဆုံးမဖြစ်ရတဲ့အချက်တွေထဲမှာလူသုံးများတဲ့အချက်ကလည်းတစ်ချက်အပါဝင်ပဲဖြစ်ပါတယ်။ဒါကတော့ဒေါ်လာ900တန်1000တန်9000တန်1000တန်ပတ်စံတွေကိုထုတ်လုပ်ခဲ့ပေမဲ့ဆက်လက်ထုတ်ဝေအသုံးပြုခြင်းတော့မရှိတော့ပါဘူး။ Fixed exchange rate နဲ့မသွားပဲ floating exchange rate နဲ့သွားနေတာကလည်း American Dollar ရဲ့တန်ဖိုးကိုအမြင့်ဆုံးမဖြစ်နေစေတာလည်းဖြစ်ပါတယ်။တန်ဖိုးကြီးငွေကြေးတွေဖြစ်ကြတဲ့ Kuwait Dinar, Bahrain Dinar နဲ့အချို့ငွေကြေးတွေဟာ American Euro ပေါင်ရန်နဲ့တခြားခိုင်မာတဲ့ငွေကြေးတွေနဲ့ပုံသေးတန်ဖိုးသတ်မှတ်ထားပြီးနှုံးသေးတစ်ခုနဲ့ချိတ်ဆက်ထားကြပါတယ်။မင်္ဂလာပါဗျာ။ Channel Channel မှာကြိုးစိုးပါရခင်ဗျာ။ကမ္ဘာပေါ်မှာတန်ဖိုးရှိဆုံးငွေကြေး10မျိုးထဲမှာနံပါတ်10နေရာမှာရှိနေတာကတော့ American Dollar ပဲဖြစ်ပါတယ်။ကမ္ဘာနဲ့အဝှမ်းလူသုံးအများဆုံးစီးပွားရေးဖွံ့ဖြိုးဆုံးနိုင်ငံစီးပွားရေးနဲ့နိုင်ငံရေးမူဝါဒတည်ငြိမ်ပြီးတော့ယုံကြည်စိတ်ချရဆုံးနိုင်ငံရဲ့ငွေကြေးဟာဘာလို့များတန်ဖိုးကြီးဆုံးမဖြစ်ရတာလဲဆိုပြီးတော့စောရကတက်เสียတော့ရှိပါတယ်။ American Dollar ဟာတန်ဖိုးအမြင့်ဆုံးမဖြစ်ရတဲ့အချက်တွေထဲမှာလူသုံးများတဲ့အချက်ကလည်းတစ်ချက်အပါဝင်ပဲဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းလုံးအသုံးပြုမှုများတာနဲ့အညီ American Dollar ဟာကမ္ဘာပေါ်မှာရိုက်နှိပ်ထုတ်ဝေမှုနဲ့အများဆုံးငွေကြေးပဲဖြစ်ပါတယ်။ပြီးတော့ American Dollar ကတခြားတန်ဖိုးကြီးငွေကြေးတွေလိုငွေကြေးရိုက်နှိပ်တာတွေငွေကြေးလက်ပတ်စီးဆင်းတာတွေမကန့်သက်ထားတာကလည်းဒေါ်လာတန်ဖိုးကိုအမြင့်ဆုံးမဖြစ်စေတဲ့အချက်တွေထဲမှာတစ်ချက်အပါဝင်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ငွေကြေးတန်ဖိုးကိုပုံသင်မသတ်မှတ်ထားတာကြောင့်လည်းဖြစ်ပါတယ်။တန်ဖိုးကြီးငွေကြေးတွေဖြစ်ကြတဲ့ Kuwait Dinar, Bahrain Dinar နဲ့အချို့ငွေကြေးတွေဟာ American Euro ပေါင်ရန်နဲ့တခြားခိုင်မာတဲ့ငွေကြေးတွေနဲ့ပုံသေးတန်ဖိုးသတ်မှတ်ထားပြီးနှုံးသေးတစ်ခုနဲ့ချိတ်ဆက်ထားကြပါတယ်။ Fixed exchange rate နဲ့မသွားပဲ floating exchange rate နဲ့သွားနေတာကလည်း American Dollar ရဲ့တန်ဖိုးကိုအမြင့်ဆုံးမဖြစ်နေစေတာလည်းဖြစ်ပါတယ်။နံပါတ်10နေရာမှာရှိနေပေမဲ့ယုံကြည်ရတဲ့ငွေကြေးဖြစ်တာကြောင့်မလို့ကမ္ဘာနိုင်ငံအများပြားရဲ့နိုင်ငံခြားအရန်ငွေအဖြစ်ထားရှိကြပါတယ်။ American မှာတော့ငွေစက္ကူနဲ့ငွေအကြွေစိတ်နှစ်မျိုးလုံးကိုအသုံးပြုပါတယ်။ငွေအကြွေစိတ်တွေကိုတော့ Abraham Lincoln ပုံနဲ့ Penny 10 cent, Thomas Jefferson ပုံပါတဲ့ Nickel 5 cent နဲ့ Franklin D. Roosevelt ပုံပါတဲ့ Dime 10 cent ပြီးတော့ Quarter 25 cent မှာတော့ George Washington ပုံပါရှိပြီးအနောက်ဘက်မှာတော့ Quarter State နဲ့အမျိုးသားဥယျာဉ်တွေရဲ့ပုံပါဝင်ပါတယ်50 cent ကိုတော့ John F. Kennedy ပုံနဲ့ထုတ်လုပ်ထားပြီးတော့ဒေါ်လာတန်အကြွေစိတ်ကိုတော့ Sacagawea နဲ့ Eisenhower တို့ရဲ့ပုံတွေနဲ့ထုတ်ဝေသုံးစွဲကြပါတယ်ငွေစက္ကူတွေမှာတော့ဒေါ်လာတန်မှာ George Washington ရဲ့ပုံပါရှိပြီးတော့ဒေါ်လာတန်မှာတော့ Thomas Jefferson ရဲ့ပုံပါရှိပါတယ်Abraham Lincoln ရဲ့ပုံကတော့ဒေါ်လာ$5တန်မှာပါရှိပြီးဒေါ်လာ$10တန်မှာတော့ Alexander Hamilton ရဲ့ပုံပါရှိပါတယ်ဒေါ်လာ20မှာတော့ Andrew Jefferson ရဲ့ပုံပါရှိပြီးနောက်ပိုင်းမှာတော့ Harriet Tubman နဲ့အစားထိုးလိုက်ပါတယ်ဒေါ်လာ50မှာတော့ Ulysses Grant ရဲ့ပုံပါရှိပါတယ်ဒေါ်လာ100တန်ကိုတော့ Benjamin Franklin ရဲ့ပုံနဲ့ထုတ်ဝေခဲ့ပါတယ်အရင်တော့ကတော့ဒေါ်လာ900တန်1000တန်9000တန်1000တန်ပတ်စံတွေကိုထုတ်လုပ်ခဲ့ပေမဲ့ဆက်လက်ထုတ်ဝေအသုံးပြုခြင်းတော့မရှိတော့ပါဘူးအဲ့ဒီပတ်စံတွေကိုတရားဝင်အသုံးပြုခွင့်ရှိပေမဲ့စုဆောင်းသူတွေကဈေးကြီးပေးပြီးဝယ်ယူကြလို့မူလတန်ဖိုးထက်ကိုမြင့်တက်နေပါပြီ2023စက်တင်ဘာလမှာကျင်းပတဲ့လေလံပွဲတစ်ခုမှာတော့ဒေါ်လာ1000တန်တရက်ကိုဒေါ်လာ4,800,000နဲ့အယောင်းဝယ်ဖြစ်သွားခဲ့ပါတယ်နံပါတ်9နေရာတော့ယူရိုပဲဖြစ်ပါတယ်ယူရိုဟာဥရောပသမဂ္ဂ EU အဖွဲ့ဝင်28နိုင်ငံအနက်နိုင်ငံပေါင်း20ပါဝင်တဲ့ယူရိုဇုံရဲ့တရားဝင်ငွေကြေးပဲဖြစ်ပါတယ်ယူရိုတော့1996ခုနှစ်မှာ electronic ငွေကြေးအနေနဲ့မိတ်ဆက်ခဲ့ပါတယ်2002ခုနှစ်မှာတော့ကင်တွင်သုံးနိုင်တဲ့ငွေသားအဖြစ်ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်ယူရိုကတော့ American Dollar USD ပြီးရင်ဒုတိယအများဆုံးလဲလှယ်သုံးစွဲတဲ့ငွေကြေးဖြစ်ပါတယ်ယူရိုတော့ဥရောပဗဟိုဘဏ် ECB နဲ့ယူရိုဇုံနိုင်ငံတွေရဲ့ဗဟိုဘဏ်တွေကနေရိုက်နှိပ်ထုတ်ဝေပါတယ်ယူရိုငွေကြေးတန်ဖိုးရှိရတဲ့အကြောင်းရင်းတွေကတော့ယူရိုဟာ American Dollar ပြီးရင်ဒုတိယအများဆုံးအသုံးပြုတဲ့ငွေကြေးဖြစ်တာကြောင့်ကမ္ဘာနဲ့မှာရှိတဲ့ဗဟိုဘဏ်တွေကယူရိုကိုနိုင်ငံခြားငွေလဲလှယ်မှုအရန်ငွေအဖြစ်ထားရှိတာကြောင့်လည်းဖြစ်ပါတယ်ပြီးတော့
ယူရိုဇုံမှာရှိတဲ့စီးပွားရေးတည်ငြိမ်တာကလည်းအချက်တစ်ချက်ဖြစ်ပါဝင်ပါတယ်ယူရိုငွေစက္ကူ9မျိုးကိုတော့မတူညီတဲ့အယောင်ဒီဇိုင်းတွေနဲ့ခွဲခြားထားပါတယ်ယူရိုငွေတစ်ခုချင်းစီမှာတော့ classical gothic renaissance baroque modern စတဲ့ဥရောပသမိုင်းတစ်လျှောက်မှာရှိခဲ့တဲ့ architecture design တွေပါဝင်ပါတယ်ယူရိုဇုံမှာရှိတဲ့နိုင်ငံတွေဟာယူရိုငွေစက္ကူကိုအတူတူအသုံးပြုပေမဲ့အကျွေးစိကိုတော့ကိုယ်နိုင်ငံအလိုက်ထုတ်ဝေသုံးစွဲကြပါတယ်နံပါတ်၈နေရာကတော့ Swiss franc ပဲဖြစ်ပါတယ် Swiss franc ကိုတော့ဆွစ်ဇာလန်နိုင်ငံရဲ့တရားဝင်ငွေကြေးအဖြစ်သုံးစွဲပါတယ်ဆွစ်ဇာလန်လို့ပြောလိုက်တာနဲ့နိုင်နဲ့ဘဏ်လုပ်ငန်းကိုတော့ပြင်းပြမိကြမှာပါ Swiss franc ဟာကမ္ဘာငွေကြေးတွေထဲမှာအတည်ငြိမ်ဆုံးနဲ့ယုံကြည်မှုရှိဆုံးငွေကြေးတွေကတစ်ခုပဲဖြစ်ပါတယ် Swiss franc ငွေကြေးကို Swiss National Bank SNB ကနေပြီးမှရိုက်နှိပ်ထုတ်ဝေပြီးလုံခြုံရေးကောင်းမွန်တာတွေအရေးသွေးမြင့်မားတာတွေကြောင့်နာမည်ကြီးပါတယ် Swiss franc ဟာဘာလို့တန်ဖိုးရှိရလဲဆိုရင်တော့လုံခြုံမှုမြင့်မားတဲ့ငွေကြေးဖြစ်တာကြောင့်လည်းပါဝင်ပါတယ်ကမ္ဘာစီးပွားရေးမတိမချဖြစ်နေတဲ့အချိန်မျိုးတွေဆိုရင်ယင်းဒီမြုပ်နှံသူတွေဟာ Swiss franc ကိုပဲကင်ထားကြပါတယ်ဆွစ်ဇာလန်စီးပွားရေးဟာငွေကြေးဖောင်းပွားမှုနည်းတဲ့အတွက်အချိန်ကြာလာတဲ့အမျှငွေကြေးတန်ဖိုးမြင့်တက်လာပါတယ်ဒါအပြင်ယုံကြည်မှုရှိတဲ့ဘဏ်လုပ်ငန်းစနစ်ကိုတိစောက်ထားတာကလည်းငွေကြေးတန်ဖိုးကိုပိုပြီးခိုင်မာစေပါတယ်ဆွစ်ဇာလန်ရဲ့ဘဏ်လုပ်ငန်းစနစ်ခိုင်မာမှုကတော့ကမ္ဘာကျော်ပဲဖြစ်ပါတယ်နောက်တစ်မျိုးကတော့ရွှေပေါင်ထားတာပါ1920ကနေ2000ခုနှစ်အထိကို Swiss franc ဟာရွှေနဲ့အချိုးကျထားခဲ့တာကြောင့်ယုံကြည်မှုရရှိခဲ့ပါတယ် Swiss franc တွေရဲ့လုံခြုံရေးတွေနဲ့အမှုပညာဒီဇိုင်းတွေကိုတော့တက်တန်းလိုက်ပြင်လေးရှိပါတယ်2025လက်ရှိအချိန်မှာတော့ Swiss franc တွေရဲ့ဒီဇိုင်းဟာ6ချိန်မြောက်တောင်ရှိသွားပါပြီနံပါတ်9နေရာကတော့ Cayman ကျွန်းစုရဲ့ဒေါ်လာ KYD ပဲဖြစ်ပါတယ် Caribbean ပင်လယ်ထဲမှာရှိပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ Cayman ကျွန်းစုဟာဗြိတိရှရဲ့ပင်လယ်ရခြားဒေသတွေမှာပိုင်တဲ့နယ်မြေပဲဖြစ်ပါတယ်သူရဲ့မြို့တော်ကတော့ Georgetown ဖြစ်ပြီးတော့တဲပြူလေးနဲ့ကြီးလေးနဲ့ပင်လယ်ရေကြောင်းနာမည်ကြီးတဲ့9မိုင်ကမ်းခြေဟာလည်း Cayman ကျွန်းစုကိုလူသိများစေခဲ့ပါတယ်။ Caribbean ကျွန်းစုရဲ့နိုင်ငံတွေထဲမှာတော့အချမ်းသာဆုံးပဲဖြစ်ပါတယ်။ KYD တန်ဖိုးကြီးရတဲ့အကြောင်းရင်းတွေထဲမှာတော့နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုမြင့်မားတာလည်းပါဝင်ပါတယ်။ကုမ္ပဏီပေါင်း3သိန်းကျော်ရဲ့လုပ်ငန်းတွေလုပ်ကိုင်နေတဲ့အပြင်အပြည်ပြည်ဆိုင်ရာဘဏ်တွေယင်းနှိမ့်မြုပ်နှံမှုရန်ပုံငွေတွေအာမခံကုမ္ပဏီတွေလည်းပါဝင်ပါတယ်။များစွာသောကုမ္ပဏီတွေကိုဆွဲဆောင်လာနိုင်တဲ့အဓိကအချက်ကတော့အခွန်ကင်းလွတ်ခွင့်ပဲဖြစ်ပါတယ်။ Cayman ကျွန်းစုမှာတော့ကုမ္ပဏီအမြတ်ခွန်လုပ်ငန်းခွန်ဝင်ငွေခွန်ယင်းနှိမ့်မြုပ်နှံမှုအခွန်တွေမရှိတာကြောင့်မလို့စီးပွားရေးကောင်းမွန်ပြီး KYD ရဲ့တန်ဖိုးကိုလည်းမြင့်တက်စေပါတယ်။ဒါပြင် KYD ဟာ American Dollar 3.2 USD ကို KYD ဒေါ်လာနှုန်းနဲ့ပုံသေးချိတ်ဆက်ထားပါတယ်။ USD မှာတာနဲ့အမျှ KYD ရဲ့တန်ဖိုးကိုလည်းတည်ငြိမ်စေပါတယ်။ Cayman ကျွန်းစုဟာတဦးချင်းဝင်ငွေ GDP မြင့်မားတာကြောင့်စီးပွားရေးကောင်းမွန်ပြီး KYD ရဲ့တန်ဖိုးတည်ငြိမ်မှုကိုလည်းထောက်ပံ့ပေးပါတယ်။နံပါတ်6နေရာကတော့ Gibraltar ပေါင်ပဲဖြစ်ပါတယ်။ Gibraltar ဆိုတာကတော့1913ခရရင်စပိန်တွေကစစ်ရှုံလို့အင်္ဂလိပ်တွေကိုပင်းလိုက်ရတဲ့ဗြိတိရှပိုင်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေပဲဖြစ်ပါတယ်။ Gibraltar ရေလက်ကြားနဲ့ Gibraltar ကြောက်ဆောင်တွေကြောင့်မလို့ Gibraltar ဟာနာမည်ကြီးပါတယ်။ဘာကြောင့် Gibraltar ပေါင်တန်ဖိုးရှိတာလဲဆိုရင်တော့ Gibraltar တစ်ပေါင်ကိုဗြိတိန်စတာလင်တစ်ပေါင်နဲ့နှုတ်တွေချိတ်ဆက်ထားတာကြောင့်ဖြစ်ပါတယ်။အဲဒါကြောင့်သူ့ရဲ့တန်ဖိုးဟာဗြိတိန်ငွေကြေးရဲ့တန်ဖိုးနဲ့ဓာတ်ရိုက်ကိုအချိုးကျပါတယ်။ဗြိတိန်ပေါင်နဲ့ချိတ်ဆက်ထားတာကြောင့်မလို့ Gibraltar ပေါင်ဟာဗြိတိန်စီးပွားရေးတည်ငြိမ်မှုနဲ့ခိုင်မာမှုကိုဓာတ်ရိုက်ခံစားရပါတယ်။အရေးသွေးမြင့်တဲ့ငွေစက္ကူတွေနဲ့အကျွေးစေးတွေမှာတမိုင်းကြောင်းဖြစ်ရက်တွေဒေသတွင်အထိမ်းအမှတ်များနဲ့ဗြိတိန်ဘုရင်တွေရဲ့ပုံရိပ်တွေပါဝင်ပြီးထူးခြားလှပတဲ့ဒီဇိုင်းတွေနဲ့ရိုက်နှိပ်ထုတ်ဝေထားတာကြောင့်မလို့ငွေကြေးကိုသုံးစွဲဖို့ထက်ကိုစုဆောင်းဖို့ကပိုပြီးစိတ်ဝင်စားစရာဖြစ်စေပါတယ်။ Gibraltar ဟာငွေကြေးဝန်ဆောင်မှုတွေအွန်လိုင်းဂိမ်းလုပ်ငန်းတွေနဲ့သင်္ဘောခီးသွွားပို့ဆောင်ရေးခီးသွွားလုပ်ငန်းတွေနဲ့စီးပွားရေးကိုခိုင်မာစွာတည်ဆောက်ထားတာကြောင့်ငွေကြေးရဲ့တန်ဖိုးကလည်းတည်ငြိမ်ပါတယ်။နံပါတ်9နေရာကတော့ UK ရဲ့ Sterling ပေါင်ပဲဖြစ်ပါတယ်။ Sterling ပေါင်ဆိုတာကတော့ကမ္ဘာပေါ်မှာသက်တမ်းအရှည်ဆုံးနဲ့အခုထိကိုဆက်လက်အသုံးပြုနေတဲ့ငွေကြေးတစ်ခုပဲဖြစ်ပါတယ်။
ဒါပြင်ဘန်ကောက်အင်္ဂလန်ကငွေဆက်ကူတွေကိုလုံခြုံရေးကောင်းမွန်ပြီးအတူလုပ်ဖို့ခက်ခဲအောင်နဲ့အကျန်းခံအောင်ပိုလီမာတွေနဲ့ပြုလုပ်ပြီးရိုက်နှိပ်ထုတ်ဝေထားပါတယ်။လက်ရှိအသုံးပြုနေတဲ့ပိုလီမာငွေဆက်ကူတွေကတော့ Winston Churchill ပုံပါရှိတဲ့9ပေါင်ငွေဆက်ကူရဲ့ Jane Austen ရဲ့ပုံပါရှိတဲ့10ပေါင်ငွေဆက်ကူရဲ့ JMW Turner ရဲ့ပုံပါရှိတဲ့20ပေါင်ငွေဆက်ကူရဲ့ Alan Turing ပုံပါရှိတဲ့50ပေါင်ငွေဆက်ကူတွေပဲဖြစ်ပါတယ်။ UK မှာတော့ Bangkok အင်္ဂလန်ပြင် Scotland နဲ့ Ireland တို့ရဲ့ဗဟိုဘဏ်တွေကလည်းသူတို့ရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ Sterling ပေါင်တွေကိုရိုက်နှိပ်ထုတ်ဝေကြပါတယ်။ Sterling ပေါင်ဟာသက်တမ်းကာလလည်းရှိသလိုဇလန်းရှိတဲ့ငွေဆက်ကူတစ်ခုပဲဖြစ်ပါတယ်။ British Sterling ပေါင်ဘာကြောင့်တန်ဖိုးရှိရတယ်ဆိုလို့ရှိရင်တော့ British Sterling ပေါင်ဟာတမန်ကြောင်းအနေနဲ့ပဲဖြစ်ဖြစ်စီးပွားရေးအနေနဲ့ပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်တန်ဖိုးရှိနေပါတယ်။ Sterling ပေါင်ကိုထုတ်ဝေသုံးစွဲတာဟာနှစ်ပေါင်း1200ကျော်ကြာပြီဖြစ်ပြီးတော့စီးပွားရေးကျဆင်းမှုတွေစစ်ပွဲတွေကမ္ဘာလုံးဆိုင်ရာငွေကြေးပြောင်းလဲမှုတွေကိုအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့ပါတယ်။ပြီးတော့လန်ဒန်ဟာလည်းကမ္ဘာလုံးဆိုင်ရာငွေကြေးဈေးကွက် Stock Exchange ရှိတာကြောင့်ဘဏ်တွေနဲ့ကုမ္ပဏီတွေအတွက်အရေးပါတဲ့ဗဟိုမြို့တော်ပဲဖြစ်ပါတယ်။ Sterling ပေါင်ဟာယုံကြည်ရတဲ့ငွေကြေးဖြစ်တာကြောင့်မလို့ကမ္ဘာဘဏ်တော်တော်များများဟာနိုင်ငံခြားရန်ငွေဖြစ်မြစ်တိန် Sterling ပေါင် GBP ကိုသိမ်းဆည်းထားကြတာကလည်းငွေတန်ဖိုးကိုမြင့်စေပါတယ်။ဒါ့အပြင်အားကောင်းတဲ့ဘဏ်စနစ်လည်းရှိပါတယ်။ Bangkok အင်္ဂလန်ဆိုရင်တော့1694ခုနှစ်ကလေးကတည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ UK ရဲ့ဘဏ်စနစ်ဟာကမ္ဘာတည်ငြိမ်ဆုံးဖြစ်ပြီးတော့ Sterling ပေါင်ရဲ့တန်ဖိုးကိုတည်မြဲအောင်ထိန်းသိမ်းပေးထားပါတယ်။အရင်တုန်းကတော့ Sterling ပေါင်ဟာရွှေပေါင်စနစ်ကိုအခြေခံပြီးချမှတ်ခဲ့ပြီးမြဲအခုတော့ရွှေပေါင်ထားတာမရှိတော့ပါဘူး။ဒါပေမဲ့လည်းယုံကြည်မှုရတဲ့ငွေကြေးဖြစ်တော့လက်ခံထားကြပါသေးတယ်။ Sterling ပေါင်ဟာသမိုင်းဝင်တန်ဖိုးအားကောင်းတဲ့စီးပွားရေးနိုင်ငံတကာယုံကြည်မှုနဲ့နိုင်ငံရေးတည်ငြိမ်မှုတွေကြောင့်မလို့တန်ဖိုးရှိတဲ့ငွေကြေးဖြစ်ယနေ့အထိကမ္ဘာငွေကြေးစနစ်မှာအရေးကြီးတဲ့နေရာတစ်ခုကိုရယူထားစေဖြစ်ပါတယ်။နံပါတ်၄နေရာတော့ဂျော်ဒန်ရဲ့ဒိုင်နာ JOD ပဲဖြစ်ပါတယ်။ဂျော်ဒန်ဟာရေနံပိုးကျယ်ဝတဲ့နိုင်ငံမဟုတ်ပဲငွေကြေးတန်ဖိုးမြင့်နေတာကအောက်ပါအချက်တွေကြောင့်လည်းဖြစ်ပါတယ်။ JOD ဟာအမေရိကန်ဒေါ်လာနဲ့နှုန်းတွေချိတ်ဆက်ထားပြီးတစ် JOD ကို1.41 USD ရှိပါတယ်။ဂျော်ဒန်ဟာငွေတန်ဖိုးကျဆင်းခြင်းမှာကာဝယ်နိုင်မှုအတွက်ဂျော်ဒန်မြို့သားဘဏ်ကငွေကြေးရိုက်ထုတ်မှုကိုတင်းကျပ်စွာထိန်းချုပ်ထားပါတယ်။ JOD ကိုအလွန်ကျွံရိုက်နှိပ်ထုတ်ဝေတာမရှိပါဘူး။ဂျော်ဒန်ရဲ့စီးပွားရေးကတော့အားသိပ်မကောင်းပေမဲ့ငွေကြေးစီမံခန့်ခွဲမှုတင်းကျပ်တာတွေနိုင်ငံခြားအရန်ငွေထားရှိနိုင်တာတွေဒေသတွင်းမှာတည်ငြိမ်တဲ့နိုင်ငံဖြစ်တာကြောင့်မလို့ JOD ရဲ့တန်ဖိုးဟာမြင့်မားရခြင်းဖြစ်ပါတယ်။နံပါတ်3နေရာကတော့ Omaniel ပဲဖြစ်ပါတယ်။ Omaniel ဟာ Oman နိုင်ငံရဲ့တရားဝင်ငွေကြေးပဲဖြစ်ပါတယ်။ Oman နိုင်ငံဟာရေနံနဲ့တဘာဝတင်ပို့မှုကနေပြီးမှအဓိကဝင်ငွေရရှိပါတယ်။ရေနံရတဲ့စီးပွားရေးဝင်ငွေနဲ့နိုင်ငံငွေကြေးအရင်းမြစ်တွေပြည့်စုံတာကလည်းငွေကြေးရဲ့တန်ဖိုးကိုမြင့်တင်ပေးတာနဲ့အတူတူပါပဲ။ Omani Real OMR ဟာအမေရိကန်ဒေါ်လာနဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီးတော့ Fixed Exchange Rate System အနေနဲ့1 OMR ကို2.6338 USD ရှိတာကြောင့်မလို့ငွေကြေးဖလှယ်မှုအတက်အကျကြီးမားမှုမရှိပဲငွေကြေးတန်ဖိုးကိုတည်ငြိမ်စေပါတယ်။ပြီးတော့လိုအပ်တဲ့လောက်တာရိုက်နှိပ်ထုတ်ဝေပြီးစီးပွားရေးဖွံ့ဖြိုးတည်ငြိမ်တာကြောင့်မလို့ Omani Real ဟာငွေတန်ဖိုးမြင့်မားရခြင်းပဲဖြစ်ပါတယ်။နံပါတ်1နေရာကတော့ Bahrain Dinar ပဲဖြစ်ပါတယ်။ Bahrain Dinar ဟာ Bahrain နိုင်ငံရဲ့တရားဝင်ငွေကြေးဖြစ်ပြီးတော့ကမ္ဘာပေါ်ကအခိုင်အမာဆုံးငွေကြေးတွေကတစ်ခုဖြစ်ပြီးBahrain ဗဟိုဘဏ်အနေမှာရိုက်နှိပ်ထုတ်ဝေပါတယ်။ဘာကြောင့်မလို့ BHD Bahrain Dinar ဟာတန်ဖိုးမြင့်ရတယ်ဆိုရင်တော့အမေရိကန်ဒေါ်လာနဲ့နှုန်းတွေချိတ်ဆက်ထားတာပဲဖြစ်ပါတယ်။1980ခုနှစ်ကစပြီးတော့ BHD ဟာအမေရိကန်ဒေါ်လာ2.659 USD နဲ့နှုန်းတွေချိတ်ဆက်ထားပါတယ်။ဒါ့အပြင်ဘာရိန်းရဲ့စီးပွားရေးဟာရေနံပေါ်ခြေခံတာကြောင့်မလို့ရေနံတင်ပို့မှုရတဲ့ဝင်ငွေနဲ့နိုင်ငံစီးပွားရေးကတည်ငြိမ်ပြီးငွေကြေးတန်ဖိုးကလည်းမြင့်မားနေတာဖြစ်ပါတယ်။နံပါတ်1နေရာကတော့ကူဝိတ်ဒိုင်နာပဲဖြစ်ပါတယ်။ကူဝိတ်ဆိုတာကတော့အီရတ်ကဝင်ရောက်ကျူးကျော်လို့ပင်လယ်ကွေ့စစ်ပွဲဖြစ်ပွားခဲ့ရတဲ့နိုင်ငံငယ်လေးပဲဖြစ်ပါတယ်။ကူဝိတ်ဟာရေနံကျွယ်ဝတဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်ပြီးတော့တူးချင်းဝင်ငွေအရန်မြင့်မားတဲ့နိုင်ငံလေးဖြစ်ပါတယ်။နောက်တစ်ခုကတော့
သူ့ရဲ့ငွေကြေးကိုခိုင်မာတဲ့တခြားဒေါ်လာငွေကြေးတွေနဲ့နှုံးတွေချိတ်ဆက်ထားပါတယ်။အရင်ကတော့ American Dollar USD တခုတည်းနဲ့ချိတ်ဆက်ထားပေမဲ့2009နောက်ပိုင်းမှာတော့ American Dollar USD အပြင် Euro, Pound, Yen စသဖြင့်အဆင်ပြေတဲ့ငွေကြေးတစ်ခုခုနဲ့နှုံးတွေချိတ်ဆက်ပြီးသူ့ရဲ့တန်ဖိုးကိုထိန်းထားပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့အားကောင်းတဲ့ဘဏ္ဍာရေးစနစ်တွေကလည်းကူဝိတ်ဒိုင်နာရဲ့တန်ဖိုးကိုမြင့်တက်စေတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကမ္ဘာတစ်ဝန်းအသုံးပြုနေတဲ့ငွေကြေးတွေထဲမှာတန်ဖိုးရှိဆုံးငွေကြေးစစ်မျိုးရဲ့အကြောင်းပဲဖြစ်ပါတယ်။အားလုံးပဲကိုချမ်းပါလို့စိတ်ချမ်းသာကြပါစေဗျာ။